အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ဒါဖက်နက် crazy ပေါ့နော်ဖက်နက် branded ဖက်နက်တွေကိုကျွန်တော်တို့ပြန်ရောင်းချင်တဲ့သူတွေအတွက်ဈေးလည်းတက်တာရမယ် quality လည်းကောင်းအောင်မယ် brand လည်းစစ်မှန်အောင်မယ်ကျွန်တော်တို့ဒါပြပတက်ရိုက်လေးဝယ်လို့ရမယ့်နေရာလေးကိုလောလောကူကူဝယ်လို့ရနိုင်မယ့်နည်းလမ်းတွေကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဒီ branded second shoe တွေပေါ့နော်ဆိုတော့ brand ဖက်နက်ပဲဒါပေမဲ့သူက second shoe ဆိုတော့ကျွန်တော်တို့ဒီ brand ဖက်နက်တွေဆိုလို့ရှိရင်လက်ရှိပေါက်ဈေးနဲ့ဆိုလို့ရှိရင်ဒါသိန်းကနန်းတသိန်းပတ်ဝန်းကျင်ကနေပြီးတော့10ကနန်းရာကနန်းလောက်ထိရှိရပါတော့ဒါ brand ပေါ်မူတည်ပြီးတော့ဆိုတော့ဒီ brand တွေကိုကျွန်တော်တို့ကတောင်းကနန်းပတ်ဝန်းကျင်လောက်နဲ့ဝယ်လို့ရမယ့်နေရာလေးကိုကျွန်တော်ညွှန်ပေးမယ်ဆိုတော့ဒီ brand second shoe market ကလည်းကျွန်တော်တို့ဒီကျယ်ပြန့်နေပေါ့နော်ဆိုတော့ဖက်နဲ့သဘောကျတယ်ကြိုက်တဲ့သူတွေကကြတော့ brand တော့စီးကျင်တယ်ဒါပေမဲ့ဈေးအများကြီးသိန်းကနန်းလောက်ထိမသုံးချင်ဘူးဆိုတဲ့သူတွေအတွက်ကကြတော့ဒီ branded second shoe တွေကအဆင်ပြေတယ်ဆိုတော့အဝယ်များကြတယ်ပေါ့နော်ဆိုတော့ဒီဖက်နဲ့တွေကိုဘယ်မှာဝယ်လို့ရလဲဆိုတာပြပြပေးမယ်ဒီဖက်နဲ့တွေကိုတော့ကျွန်တော်တို့ Parichet 345ပေါ့နော်ဒီထိုင်းနိုင်ငံတိုင်းရဲ့ကျွန်တော်တို့လက်ကားဝယ်လို့ရမယ်နေရာလေးရှိရပေါ့နော်ဆိုတော့ဒီ Parichet 345ရဲ့အကြောင်းလေးကိုလည်းပြောပြပေးမယ်သူစီမှာဝယ်လို့ရမယ်ဖက်နဲ့အမျိုးအစားတွေလည်းပြပြပေးမယ်ဆိုတော့ပြီးတော့ကျွန်တော်တို့ဘယ်လောက်နဲ့ဝယ်ပြီးတော့ဘယ်လောက်နဲ့ပြန်ရအောင်လဲဘယ်လောက်အမြင့်ကျန်လဲဆိုတော့pricing နဲ့ profit အကြောင်းလေးလည်းပြပြပေးမယ်ဆိုတော့ပြီးတော့ဘယ်လိုပုံစံနဲ့ပြန်ရောင်းချလို့ရလဲစသဖြင့်ပေါ့နော်ကျွန်မနောက် slide ဒီမှာအသေးစိတ်လေးပြပြပေးမယ်ဆိုတော့ပထမဆုံးကတော့ Parichet အကြောင်းပေါ့နော်Facebook မှာလည်း Parichet 345ဆိုပြီးတော့ရိုက်ရှာပြီးတော့ကျွန်တော်တို့page ထဲဝင်ကြည့်လို့ရတယ်သူ့မှာဆိုလို့ရှိရင်တော့ sport wear shoe တွေရှိမယ် sneaker တွေရှိမယ်နှစ်မျိုးရှိမယ်ပေါ့နော် sport wear shoe ကကြတော့ကျွန်တော်တို့အားကစားလုပ်တဲ့ဖက်နက်တွေရှိမယ် sneaker ကြတော့ပုံမှန်အပြင်သွားတာပေါ့ပါစီးတာအတွက်စီးရဲ့ဆိုတော့ main ကလေးဝတ်ကောယောက်ျားလေးပေါ့သူစီမှာနှစ်မျိုးရှိမယ်သူစီမှာအများသောအားဖြင့် brand တွေကကြတော့ Nike ရှိမယ် Adidas တို့ Fila တို့ဒီ၃မျိုးအပါများတယ်ပေါ့နော်ဆိုတော့ Nike တို့ပါတော့ဆိုလို့ရှိရင်အခုဈေးဆိုလို့ရှိရင်2သိန်းပတ်ဝန်းကျင်ပေါ့နော်3သိန်းပတ်ဝန်းကျင်လောက်ရှိတယ်အရင်ကတော့ဈေးအဲ့လောက်ကြီးမမြင့်ပေမဲ့အခုနောက်ပိုင်းဒေါ်လာဈေးတက်လာတဲ့အခါကျလို့ရှိရင်ဖက်နက်ဈေးက2ဆနီးပါးလောက်ဖြစ်သွားတယ်ပေါ့နော်ဆိုတော့သူစီမှာ quality ကတော့2မျိုးရှိမယ် A ရယ် B ရယ် quality A နဲ့ B ကပါကွာလဲဆိုလို့ရှိရင်ဈေးနှုန်းကွာမယ်ကျွန်တော်တို့ပါတဲ့ဒီ quality အယောင်သွေးပေါ့နော် A ဆိုလို့ရှိရင်တော့များသောအားဖြင့်အခုခေတ် trend ဖြစ်နေတဲ့ sneaker လေးတွေ sport wear shoe လေးတွေပါတယ် B ကကျတော့နည်းနည်းup to date မဖြစ်တော့တဲ့ design မျိုးလေးတွေရှိမယ်ဆိုတော့ quality ကအရင်ကွာဟာတာတော့မဟုတ်ဘူးတကယ်လို့သူစီမှာစိတ်ဝင်စားတဲ့ရောင်းကြည့်ကျင်နေဆိုလို့ရှိရင်တော့အရင်90ရာနေ100အရင်90တောင်းဖို့100ပေါ့နော်စသဖြင့်စပြီးတော့ဝယ်လို့ရတယ်ဈေးနှုန်းကတော့သူက2မျိုးရှိတယ်ယောက်ျားလေးမှာဆိုလို့ရှိရင် grade A နဲ့ grade B ပေါ့နော် grade A ဆိုလို့ရှိရင်တော့390ဘတ်ဖြစ်တဲ့အတွက်မြန်မာငွေ2100ပတ်ဝန်းကျင်လောက်တော့ကျတယ် grade B ဆိုလို့ရှိရင်တော့မြန်မာငွေ15950 16000ပတ်ဝန်းကျင်လောက်ကျတယ်ပေါ့နော်ဆိုတော့ကျွန်တော် delivery ကပါညာနဲ့ဆိုရင်2200ပတ်ဝန်းကျင်လောက်တော့သွားကြမယ်ပေါ့နော်မြန်မာနိုင်ငံအရောက်ဆိုလို့ရှိရင်တော့ဆိုတော့ဒါဒီဖက်နက်တွေကကြတော့ဈေးကွက်ထဲမှာအသစ်ဈေးဆိုလို့ရှိရင်အသစ်ပေါ့နော်အသစ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒါသိန်းနဲ့ပတ်ဝန်းကျင်လောက်ရှိရအောင်ကျွန်တော်တို့ဒါ2000ပတ်ဝန်းကျင်လောက်နဲ့ပေါ့နော်ဒါ grade B ဆိုလို့ရှိရင်ဒါ1000ခွဲပတ်ဝန်းကျင်လောက်နဲ့ကျွန်တော်တို့အစင်တွေလည်းလာတယ် quality လည်းအရမ်းမိုက်တယ်အရောင် color ကလည်းဒါကျွန်တော်အနောက်မှာပေါ့နော်ပုံလေးအနေနဲ့ပြပေးမယ်ပေါ့နော်ဆိုတော့ဈေးနှုန်းကတော့ဒီလိုပါ make လေးဝင်မှာဆိုလို့ရှိရင် grade A ဆိုလို့ရှိရင်တော့1900ပတ်ဝန်းကျင်2000ပတ်ဝန်းကျင်လောက် grade B ဆိုလို့ရှိရင်တော့ဒါ1400ပတ်ဝန်းကျင်သူကတော့ make လေးဝင်နဲ့ယောက်ျားလေးဝတ်ကကြတော့ဈေးကတော့တိတ်ကြီးတော့မကွာဘူးပေါ့နော်ဆိုတော့ကြာချိန်ဆိုလို့ရှိရင်ကိုကသူ့စီကိုငွေလွှဲပြီးပြီဆိုလို့ရှိရင်ကိုရဲ့ချိတ်ဆက်ထားတဲ့အဝေးတော်စီကိုသူက3ရက်အတွင်းပို့ပေးတယ်ဆိုတော့ဒါကကျတော့သူ့စီမှာရနိုင်တဲ့အမျိုးအစားလေးတွေဈေးနှုန်းလေးတွေဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒါပုံလေးတွေသူ့စီမှာရမယ့်ပုံလေးကြီးကြီးပဲပေါ့နော်ဆိုတော့ဒါလေးဆိုရင် Nike လေးတွေဒါဆိုလို့ရှိရင် Adidas လေးတွေပေါ့နော်ဆိုတော့ဒီပုံလေးတွေကြည့်မယ်ဆိုလို့ရှိရင်ကျွန်မအရှိမဒါ second shoe လို့မပြောခဲ့ဘူးဆိုရင်တော့မှဒါတိမဲ့ quality မျိုးမဟုတ်ဘူးပေါ့နော်ဆိုတော့သူ့ရဲ့ quality အဲ့လောက်ထိမိုက်တယ်ပေါ့နော်ဒါတစ်နီးပါးကိုမိုက်တာဖြစ်တယ်ကျွန်တော်တို့ဒါ2000ပတ်ဝန်းကျင်လောက်နဲ့ရတယ်ဆိုတော့အရန်တန်တယ်ပြောလို့ရမယ်ကျွန်တော်ဒီပစ္စည်းကို2000ပတ်ဝန်းကျင်နဲ့ရပြီးတော့ကျွန်တော် customer လက်ထဲကိုလည်းဈေးအများကြီးတင်စရာမလိုဘဲနဲ့ရောင်းလို့ရတဲ့အနေအထားမျိုးပေါ့နော်ဒါဆိုလို့ရှိရင်လုံးဝအသစ်အတိုင်းပဲဒီကောင်လေးဆိုဒါ quality A ဒီကောင်လေးဆိုဒါ quality A ပေါ့နော်ဒါဆိုလို့ရှိရင်ပေါ့ပပပဲစီစီကျွန်တော်တို့အပြင်သွားတာပဲဖြစ်ဖြစ်တငယ်ချင်းနဲ့ data ပဲဖြစ်ဖြစ်စီစီလို့ကောင်းတဲ့စီးလို့လှတဲ့ဒါ up to date ဖြစ်တဲ့ design လေးပေါ့နော်ဆိုတော့ဒါလေးကယောက်ျားလေးဖို့ပါโอเคဒါလေးဆိုလို့ရှိရင် make လေးဝဒီပထမပုံလေးကြည့်မယ်ဆိုရင်ဒါလုံးဝဒါဖက်နက်အသစ်တွေအတိုင်းပဲပေါ့နော်အဟောင်းတော့ဒါမပြောခင်ဒါအဟောင်းဆိုပြီးတော့တိမဲ့အနေထားမျိုးမဟုတ်ဘူးဆိုတော့ဒီကောင်နေဆိုရင်လည်း quality ဒါ grade A ပေါ့နော် quality အရန်ကောင်းတယ်အရောင်လေးတွေလည်းစူပြီးတော့ဟိုဒါသူ size စုံ design စုံပေါ့နော်ဒါပေါင်စံမျိုးစုံပါတယ်ဒီဒုတိယပုံလေးဆိုလို့ရှိရင်ဒါ sneaker လေးတွေအဖြူလေးတွေရှိမယ် Nike လေးတွေရှိမယ်ဒါအခုခေတ်စားတဲ့ design မျိုးလေးတွေပါမယ်ဒီကောင်လေးကျတော့ grade B ပေါ့နော် grade B ကျတော့ grade A
today ဖြစ်တဲ့ design လေးတော့မပါဘူးသူကကျတော့နည်းနည်းဘယ်လိုပြောမလဲအချိန်တစ်ခုလောက်ကြာသွားတဲ့ design မျိုးလေးတွေပေါ့နော်ဒါ Nike တို့ Adidas တွေဒါပေမဲ့ quality အဲ့လိုကြီးကွာဟနေရတော့မဟုတ်ဘူးဒီ B ဆိုလို့ရှိရင်လည်းဒါသူ့အနေထားနဲ့သူ mic တဲ့ quality လို့ပြောလို့ရတယ်ဆိုတော့ဒါ main ကလေးဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒါအယောင်လေးစိုးပြီးတော့ပေါ့နော်ဒါအယောင်လေးရတယ်တော်တော်လေးလက်လှတယ်သူကဒါအပြင် quality ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါအထက်ဘာညာမှမပါဘူးပေါ့နော်ဒါအပြင် quality ကိုပဲသူတို့ရိုက်ထားပေးတာဒီ sneaker လေးတွေဆိုလို့ရှိရင်ကျမတို့ brand အစစ်မဟုတ်ဘဲနဲ့ပေါ့နော်ဒီလိုပုံမှန် PKK တို့ China တို့ဘက်ကဝင်နေ brand မဟုတ်တဲ့ဟာတွေတော့မှ1000ခွဲ2000ပတ်ဝန်းကျင်လောက်ပေးရတယ်ဒါဒီကောင်က brand အစစ်ကိုမှကျမတို့ဒါတောင်းကနေပတ်ဝန်းကျင်လောက်နေရတာတော်တော်လေးတန်နေ quality လည်းမိုက်တယ်လို့ပြောလို့ရတယ် grade B ဆိုလို့ရှိရင်လည်းဒါပေါ့နော် main ကလေးလေးတွေပေါ့ပေါ့ပါကောင်မလေးစီးကြတဲ့စိတ်ကြောတက်လေးစီးကြတဲ့ဖက်နက်လေးပေါ့နော်သူကကျတော့ဒီပါတဲ့ဖက်နက်တွေကစေကျော်တက်အရွယ်စီးကြတဲ့ဖက်နက်တွေတော့များတယ်ပေါ့နော်ဆိုတော့ဒီပုံကိုကြည့်မယ်ဆိုလို့ရှိရင်ဒါတို့ကဒီလိုတေချာပေါ့နော်အထက်မှာပျက်စီးမှုမရှိအောင်မပိအောင်တေချာတရံချင်းစီတေချာလေးဒီလိုလေးထုတ်ပေးပြီးတော့ဒါနိုင်ငံအနှံ့ကိုပို့ပေးရဖြစ်တယ်ဆိုတော့ကျွန်တော် pricing နဲ့ profit ကြည့်မယ်ဘယ်လောက်ရှင်းပြီးတော့ဘယ်လောက်ကျွန်တော်ပြန်ရနိုင်တယ်ဆိုတော့ grade ဝင်မယ်ဆိုလို့ရှိရင်တော့2100ပုံဝန်းကျင်နေပေါ့နော်ကျွန်တော်တို့ delivery ကပါညာ2200နဲ့ဆိုရင်3000ပတ်ချလဲလောက်နဲ့ပြန်ရောင်းလို့ရတယ်အခုလက်ရှိဒီမှာဆိုလို့ရှိရင် brand second shoe တွေဆိုလို့ရှိရင်5000ပတ်ချလဲလောက်နဲ့ရောင်းကြတယ်ပေါ့နော် live လွှင့်ပြီးတော့တချို့တွေဆိုလို့ရှိရင်လဲဆိုတော့ဒါကတော့ကိုစီရတဲ့ဖက်နက်အမျိုးအစားပုံမူတည်ပြီးတော့ဖက်နက်နေထားပုံမူတည်ပြီးတော့ဒါကိုစိတ်ကြအဲ့ဒီဈေးကို adjust လုပ်ပြီးတော့ချိန်ကြည့်ပြီးတော့ရောင်းလို့ရတယ်ဆိုတော့ grade ဆိုလို့ရှိရင်1000ခွဲ16000အဲကျွန်တော် delivery ကပါညာ19000နဲ့ဆို2000ခွဲပတ်ချလဲလောက်ကျွန်တော်ဒါဆိုရင်1000လောက်နီးပါးအမြတ်ရမယ်ဟာမျိုးတွေပေါ့နော်ဆိုတော့ရောင်းလို့ရမယ်အမျိုးသမီးဝ grade A ဆိုလို့ရှိရင်လဲ1900 2000လောက်ကိုကျွန်တော်2000ခွဲပတ်ချလဲလောက်နဲ့ဒီဘက်မှာပြန်ရောင်းလို့ရတယ် delivery ကလည်းအများကြီးမကျဘူးဆိုတော့ကျွန်တော်တို့ဝယ်ရတာကြိုက်တယ်လို့ပြောရမယ်ပေါ့နော်ဆိုတော့ grade B ဆိုရင်လဲ14000လောက်ကို2200ပတ်ချလဲလောက်နဲ့ရောင်းလို့ရတယ်ဆိုတော့တင်ရောင်းချမယ်ဆိုလို့ရှိရင်ဘယ်လိုပုံစံရောင်းချနိုင်လဲပေါ့နော်ဆိုတော့ကျွန်တော်တို့ကရောင်းချနိုင်တဲ့ပုံစံတော့2မျိုးရှိရပေါ့နော်ဆိုတော့ပထမတစ်ခုကိုကြည့်မယ်ဆိုလို့ရှိရင်ဆိုင်ကန်းဖွင့်ပြီးရောင်းတာပေါ့နော်ကျွန်တော်အိမ်ဆိုင်ရောင်းတာပဲဖြစ်ဖြစ်အပြင်မှာဆိုင်ကန်းကားပြီးရောင်းတာပဲဖြစ်ဖြစ်ဆိုတော့ဒီလိုပုံစံမျိုးရောင်းလို့ရတယ်ဆိုင်ကန်းဖွင့်ပြီးရောင်းတာရဲ့အားသာချက်ကဘာလဲဆိုတော့တချို့ customer တွေကကျတော့ဖက်နက်ဝယ်ဆိုလို့ရှိရင်ကိုယ်တိုင်ဝတ်ကြည့်ပြီးဒေါ်လာလိုက်လာပါလားစသဖြင့်ကိုယ်တိုင်ရှိပြီးတော့ဒီဖက်နက်ကိုအပြင်မှာချိပြီးတော့ဝယ်ချင်တဲ့သူတွေလည်းရှိတယ်ဆိုတော့ဒီလိုလူတွေအတွက်ကျတော့အဆင်ပြေတယ်နောက်တစ်ချက်ကကျတော့ဒါကိုကကျတော့ customer နဲ့တိုက်ရိုက်ထိတွေ့ရတာဖြစ်တဲ့အတွက် customer ရဲ့လိုအပ်ချက်ပေါ့နော် customer ဘယ်လို design မျိုးတွေပို့ကြိုက်လဲဘယ်လိုဟာမျိုးလေးတွေပို့ပြီးတော့လိုအပ်လဲဆိုတာကိုက customer ရဲ့ needs ကိုပို့ပြီးတော့သိနိုင်တယ်လို့customer ကဒီဖက်နက်ဒီလိုကိုယ်ဆိုင်မှာရောင်းနေတဲ့ဖက်နက်တွေကိုကြိုက်လားဘယ်လိုလဲညာလဲဆိုတာ customer ရဲ့ feedback ကိုလည်းကိုကတိုက်ရိုက်ထိတွေ့ရဖြစ်တဲ့အတွက်ပို့သိနိုင်တယ်နောက်တစ်ခုကကျတော့ခိုင်မာမှုရှိရဲကျွန်တော်တို့ကဒါဆိုင်ကန်းနဲ့ဗာနဲ့အကျနာလေးရောင်းတာဖြစ်တဲ့အတွက်ဒါ customer ရဲ့ယုံကြည်မှုကတော့အပြည့်အဝရှိရဲဆိုတော့ကျွန်တော်တို့လုပ်တဲ့လုပ်ငန်းကခိုင်မာမှုရှိရဲပေါ့နော်နောက်တစ်ခုကကျတော့အပြင်ဆိုင်နဲ့ပါတယ်ဒီလိုမျိုး second shoe တွေကိုကျွန်တော်တို့ဆိုင်ကန်းနဲ့တေချာကျနာဖွင့်တဲ့ဆိုင်တွေမရှိတာတော့မဟုတ်ဘူးရှိတယ်ဒါပေမဲ့ရာခိုင်နှုန်းရကြည့်မယ်ဆိုလို့ရှိရင်တော့နည်းတယ်ပေါ့နော်တခြားအဲ့လိုအင်ဂျီဆိုင်ပါညာဆိုရင်တော့ပေါ်တယ်ဒါပေမဲ့ဒီလိုဖက်နက် second shoe ဆိုင်တွေကိုဒီလိုဆိုင်ကန်းနဲ့ဖွင့်ရောင်းတာတော့နည်းတယ်ပေါ့နော်ဆိုတော့ဒါကကျတော့ဆိုင်ကန်းနဲ့ဖွင့်ပြီးရောင်းတာရဲ့အားသာချက်ပေါ့နောက်တစ်ခုကကျတော့ကျွန်တော်တို့ live sale နဲ့ရောင်းတာပေါ့နော် live sale နဲ့ရောင်းတာဆိုလို့ရှိရင်တော့ဘာအားသာချက်တွေရှိနေလဲဆိုတော့သူကရောင်းပို့တယ်ကျွန်တော်ကဒါ live sale နဲ့ရောင်းမယ်ဆိုလို့ရှိရင် live မှာဆိုရင်လည်းကျွန်တော်တို့တွေ့ဘူးတဲ့ဒီလို second shoe ရောင်းတဲ့ live တွေမှာဆိုအလူရက်ပေါ့နော်ကိုကြိုက်တဲ့ design လေးတွေ့ပြီးဆိုအလူရက်ဝယ်ကြတယ်ဆိုတော့ဒီအခုကြကြတော့ဒီလို social media ခေတ်ဖြစ်တဲ့အတွက်များသောအားဖြင့်လူတွေက Facebook မှာအချိန်ကုန်ကြတယ်ဒီလို online shopping လုပ်ပြီးတော့ဝယ်ရတာကိုသဘောကျတဲ့သူတွေလည်းများတာဖြစ်တဲ့အတွက်ကျွန်တော် online မှာရောင်းမယ်ဆိုရင်ရောင်းတတ်နိုင်တယ်အခုကဝယ်လိုအားများတယ်ဒီလို branded shoe တွေကိုလိုချင်တယ်ပေါ့နော်အပြင်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဇိုင်းဝင်ဒီဇိုင်းအတွက်အဲ့လိုစိုက်နေဘယ်မှာရှိမှမသိရတဲ့အတွက်လိုက်ရှာလို့မလွယ်ဘူးဒီလို online မှာကျတော့ကျွန်တော်တို့ဥပမာ second hand ဆိုပြီးတော့ keyword လေးရိုက်ရှာလိုက်မယ်ဆိုလို့ရှိရင်ဒီလိုရောင်းတဲ့ဆိုင်တွေကထွက်လာတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဝယ်ချင်တဲ့ customer ဆိုလို့ရှိရင်လွယ်လွယ်ကူကူဝယ်လို့ရတယ်နောက်တစ်ခုကကျတော့ကုန်ကျစရိတ်နဲ့ပါတယ်ကျွန်တော်တို့ဆိုင်ကန်းဖွင့်တာမဟုတ်တဲ့အတွက်ကျွန်တော်မှာဆိုင်ကန်းကုန်ကျစရိတ်မရှိဘူးဝန်ထမ်းကမရှိဘူးကျွန်တော်တို့ဘာညာပြင်ဆင်စရိတ်ဘာညာမရှိတဲ့အတွက်ကုန်ကျစရိတ်ကတော့နည်းတယ်ဆိုင်ဖွင့်တာတဲ့ဆိုင်ပေါ့နော်နောက်တစ်ခုကကျတော့ market ချိန်ပြည့်တယ်ကျွန်တော်တို့က Facebook မှာကြော်ညာရေး boost လုပ်ပြီးရောင်းတာပဲဖြစ်ဖြစ်ကြော်ညာပြီးရောင်းတာဖြစ်ဖြစ်စတဲ့အတွက်ဥပမာဆိုင်ဖွင့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရန်ကုန်ကလူရန်ကုန်မှာဆိုင်ဖွင့်တာလေဆိုရန်ကုန်ကလူပဲဝယ်လို့ရမယ်မန္တလေးတို့ပဲခူးတို့မြကြီးနားတို့လူတွေကလာပြီးတော့ဝယ်လို့မရဘူးဒါပေမဲ့ online ပေါ်မှာကျွန်တော်တို့နိုင်ငံအနှံ့ delivery နဲ့ပို့ပေးလို့ရတာဖြစ်တဲ့အတွက်ဒါကျွန်တော်တို့ဘယ်မျိုးကလူပဲဖြစ်ဖြစ်ဝယ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့မှာအကန့်အသတ်မရှိဘူးဆိုတော့ဒါကကျတော့ပြန်ပြီးတော့ရောင်းချနိုင်တဲ့ပုံစံပေါ့နော်ဒါကျွန်မအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ဒီလို Facebook live စီနဲ့
လုပ်ပြီးတော့ပေါ့နော် Facebook live လုပ်ပြီးရောင်းတာပို့ပြီးတော့သဘောကျတယ်ဘာဖြစ်လို့လဲဆိုတော့အခုကြီးကကျတော့ social media ခေတ်ဖြစ်တယ် online shopping လုပ်ရတာသဘောကျတယ်လူတွေကလွယ်လွယ်ကူကူအိမ်ကနေပဲဖုန်းလေးနှိပ်မယ်လိပ်စာပေးမယ်ဆိုတော့စသဖြင့်ဒီလိုဝယ်ရတာကိုပို့ပြီးတော့သဘောတူတဲ့သူကကျတော့60 90ရာခိုင်နှုန်းလောက်ရှိတာဖြစ်တဲ့အတွက်ဒီလို Facebook live တွေရောင်းတာကကျတော့ကိုယ့်အတွက်risk လည်းနည်းတယ်ပြီးတော့လွယ်လွယ်ကူကူနဲ့ customer နဲ့ပေါ့နော်တိုက်ရိုက်ဆက်သွယ်ပြီးတော့ဖုန်းနံပါတ်လိပ်စာပါညာတောင်းပြီးဒီလိုပို့ပေးရလွယ်ကူကူပို့ပေးလို့ရတာဖြစ်တဲ့အတွက်ပို့ပြီးတော့ရောင်းအားတွက်မယ်ပို့ပြီးတော့လူစိတ်ဝင်စားမယ်လို့ထင်တယ်ဆိုတော့နောက်ချက်ကတကယ်လို့နောက်ချက်ပြောပြပေးမှာပါရီချက်နဲ့ချိတ်ဆက်မှာယူပြီးပေါ့နော်ဆိုတော့ကျွန်တော်ကသဘောကျတဲ့ရှေ့ကပြောခဲ့တဲ့အချက်တွေကိုသဘောကျတဲ့အဆင်ပြေရမှာတင်တယ်ရောင်းကြည့်တင်တယ်ဆိုလို့ရှိရင်တော့ဘယ်လိုမှမလဲဆိုတော့ကျွန်တော်ပါရီချက်345 page ကိုသွားမယ်သူ့ရဲ့ page ရဲ့ send message ကိုသွားပြီးတော့ကျွန်တော် messenger ကနေဆက်သွယ်ပြီးတော့မှာလို့ရတယ် messenger ဘယ်လိုဆက်သွယ်မလဲဆိုတော့ English Thai ဘာသာစကားပေါ့နော်နှစ်မျိုးသုံးလို့ရတယ် English ကလည်းအရင်မှုထွနေစရာမလိုဘူးပေါ့နော်ကျွန်တော်တို့ပုံမှန် broken English တစ်ဖက်လူနားလည်နိုင်လောက်တဲ့အနေအထားမျိုးဆိုကျွန်တော်တို့ပစ္စည်းတွေမှာလို့ရပါပြီဆိုတော့ကျွန်တော်တို့မှာချင်တယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ Thai bank account ကျွန်တော်တို့ငွေတိုက်ရိုက်လွှဲလို့မရတာဖြစ်တဲ့အတွက်အဝယ်တော့ကနေတစင်ကြားတဲ့ငွေကိုလွှဲမယ်အဝယ်တော့ကနေမှတစင်ကျွန်တော်တို့မြန်မာနိုင်ငံကိုပစ္စည်းပို့ပေးမယ်ဆိုတော့အဝယ်တော့ပေါ့နော်သူစီမှာချိတ်ဆက်ထားတာဆိုလို့ရှိရင်တော့ King Castle ကကိုရှိမယ် King Castle နဲ့တင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ delivery က 1kg ကို2000ပဲရှာမယ်ဆို 20kg ဆိုရင်4000ပဲရှာမယ်ဒါပေမဲ့သူက 20kg ကစယူရမယ်ပေါ့နော်20kg ဆိုလို့ရှိရင်ကျွန်တော်တို့4000မြန်မာငွေ4000ပဲကြမယ်ဆိုတော့ तू ကတကယ်လို့ 100kg အထက်ယူမယ်ဆိုလို့ရှိရင်တော့သူ့စီမှာ discount တွေလည်းရှိတယ်ဆိုတော့ kg များများယူလေကိုတော့ကတက်တာလေးပဲကြာချိန်ရကြတော့ तू ကတပတ်အတွင်းပေါ့နော်သူ့ရဲ့ဒီဘန်ကောက်ရုံးကနေပြီးတော့မြန်မာနိုင်ငံကို तू ကတပတ်အတွင်းပို့ပေးရဲဆိုတော့ဒါ lucky အခြေအနေပေါ်မူတည်ပြီးတော့ဒါအချိန်ကမြင်လဲမြင်မယ်နည်းနည်းလေးကြာရလဲကြာမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒီပါရီချက်ဘက်ကိုပေါ့နော်ငွေလွှဲရမယ်ကျွန်တော်တို့ तू က Thai bank account ဖြစ်တဲ့အတွက်ဒါရဲ့ငွေလွှဲလို့ရတာမဟုတ်တဲ့အတွက်အဝယ်ရောနေတစ်စင်ငွေလွှဲမယ်လွှဲမယ်ဆိုလို့ရှိရင်တော့ तू ကငွေလွှဲမယ်ဆောင်ကဘတ်1000နဲ့အထက်လွှဲမယ်ပေါ့နော်ငွေ9သိန်းကျော်9သိန်းခွဲနဲ့အထက်လွှဲမယ်ဆိုလို့ရှိရင်လွှဲက free လွှဲကလုံးဝမယူဘူးဒါပေမဲ့9သိန်းခွဲအောက်ဆိုလို့ရှိရင်တော့ तू က percentage နဲ့အလိုက်ပေးရမယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲဒီမှာပုံမှန်ကြီးကလည်းအရှိရဗီဒီယိုတွေမှာပြောခဲ့တဲ့အတိုင်းလွယ်တယ်ကာကိုရီနဲ့ချိတ်ဆက်နေရလဲလွယ်လွယ်လေးပဲဆိုတော့ပြီးတော့တကယ်လို့ဖက်နက်တွေရောင်းကြည့်ချင်တယ်ဒီ branded secondary ရောင်းကြည့်ချင်တယ်ပေါ့နော်ဈေးအများကြီးလည်းမသုံးချင်ဘူးဒါပေမဲ့ quality မိုင်းလေးလဲလိုချင်တယ်ဆိုလို့ရှိရင်တော့ဒီ Paris check ကအကောင်လုံးအတွက်အဆင်ပြေမယ်လို့ထင်တယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါပုံလေးကြီးကြည့်လိုက်တာနဲ့လိုချင်စရာပုံလေးတွေပဲပေါ့နော်ဒါတစ်ဆက်2000လောက်နဲ့မြန်မာငွေ2000လောက်နဲ့ရနိုင်မယ်ဆိုတာမထင်တာဘူးပြီးတော့ပုံနေထားရကြည့်မယ်ဆိုလို့ရှိရင်လည်းဒါတွေကလုံးဝ second shoe တွေလူတော့ထင်ရက်စရာမရှိလောက်အောင် quality အရန်လာတယ်အရန်လဲကောင်းတယ်ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲအဆင်ပြေမယ်လို့ညွှန်လင်းပါတယ်ရှင်